Okay ကျွန်တော်ဒီနေ့တော့ဒီ50 ready to use AM prompts ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော် free ပေးဖို့ရှိပါတယ်ဆိုတော့ကျွန်တော်ဒါလေး pay လုပ်ထားတာကအဓိကတော့ကျွန်တော်တို့ဘာတွေဘယ်ပိုင်းနေဆိုလို့ရှိရင်ဒီ content ဘိုင်းမှာဆိုလို့ရှိရင် scripting captioning SEO hashtag idea ပါမယ်ပေါ့နော်ဆိုတော့ business ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ marketing ဘိုင်းတွေရောဘာတွေရော sales တွေရောနောက်ပြီးရင် trading တို့ဘာလို့အတွက်ပါတခါလဲလောက်ထားပြီးတယ်ပေါ့နော်ဆိုတော့ category ကဒါတွေပါမယ်ပေါ့ဆိုတော့တခုကိုဒီ content creation ဆို10ခုပါတယ်နောက်ကျွန်တော်တို့ trading နဲ့ finance ဆို9ခုပါမယ်အဲ့လိုနည်းနည်းဟိုဖြန့်ပြီးတော့ထည့်ထားပြီเนาะစုစုပေါင်းအခု90ရှိတယ်ဆိုတော့ဒီမှာသူက ready to use ဒီလိုမျိုးပေါ့ဒီလိုမျိုး prompt လေးပါပြီးသားပေါ့เนาะဆိုတော့ဒီဟာကိုကျွန်တော် copy ကူးပြီးတော့မှထည့်ရုံပဲအဲ့တော့အဲ့မှာတခုကျွန်တော်တို့ကြုံရတဲ့ဟာတခုရှိတယ်ဘာလို့ကျွန်တော်မြန်မာစာအခက်အခဲပေါ့မြန်မာစာအခက်အခဲဆိုတာဒီမြန်မာ font ပေါ့နော်အခုကျွန်တော်တို့ဒီ PDF ကို page လုပ်လိုက်တယ်ပြီးတဲ့အချိန်မှာ export ထုတ်လိုက်ပြီး PDF နဲ့အားလုံးလုပ်ယူသွားတဲ့အချိန်မှာ copy paste လုပ်လို့ရှိရင်မြန်မာ font ကမမှန်ဘူးဘာလို့အလဲမှာ space တွေပါလာတာပေါ့နော် space တွေပါလာတော့မမှန်ဘူးမမှန်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီတိုင်းဟိုပြောရင်ဖတ်လို့တိတ်အဆင်မပြေဘူးဒါပေမဲ့ဒီတိုင်းပဲ copy paste တာချလိုက်ပေါ့နော်သူတို့ဒီ AI နဲ့ ChatGPT တွေပါတော့တိတယ်သူတို့ဘာမှပြဿနာမရှိဘူးကိုမျိုးလုံးနဲ့မြင်ရလို့ဒါအဆင်မပြေတာပေါ့နော်နောက်တစ်ခုကအကယ်၍အဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင် online ပေါ်မှာကျွန်တော်ပေးထားတဲ့အချိန်မှာဒီ browser မှာဖွင့်ထားတဲ့အနေအထားနဲ့ copy ကူးရင်ကြတော့အဆင်ပြေတယ်ဟိုဖတ်လို့ပါရတယ်ပေါ့နော်ဒီတိုင်း PDF file download ဆွဲပြီးတော့လုပ်တယ်ဆိုလို့ရှိရင်နည်းနည်းတော့အဲ့လိုမျိုးဖတ်ရတာတိတ်အဆင်မပြေဘူးဖတ်ရအဆင်ပြေဘူးဆိုတာကျွန်တော်တို့ prompt ကဖတ်ရတာအဆင်မပြေဘူးလို့ပြောတာဟိုဘက်ကလာတဲ့ return ကကောင်းတယ်နော် okay ဒီမှာကျွန်တော်တို့ဒါလေးတစ်ခုစမ်းကြည့်မယ်ပေါ့နော် topic နဲ့ဒီဟာနဲ့ပေါ့နော်ဒါ hook လောက်တဲ့ဟာပေါ့အဲ့တော့page ချလိုက်လို့ရှိရင်ဒီလိုဖြစ်သွားတာပေါ့နော်ဒီလိုမျိုးအပေါ်အောက်တွေဖြစ်သွားတာဒါပေမဲ့အဲ့ဒါဒီတိုင်းပဲထားလိုက်မယ်ကျွန်တော်တို့ကဒီအပေါ်မှာရှိတဲ့ topic နဲ့ pain point ကိုထည့်မယ်နော်အဲ့တော့topic ကsetting app AI for your business okay pain point ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါပေါ့need to learn too many things not knowing a new technology အဲ့ဒါမျိုးဖြစ်မှာပေါ့နော်အဲ့တော့ကြည့်ကြအောင်ရင်းကောင်းနေမှာရယ်ဒီမှာကျွန်တော်ပြောလိုက်တဲ့အတိုင်းပဲဒီမှာ3ခုရဲ့တည်ထားရင်တင် business မှာ AI စတဲ့3ချနိုင်ပြီ9မိနစ်အတွင်း AI စတဲ့လုပ်နိုင်တဲ့အလွယ်ဆုံးနည်း3ခု AI ကို business ထဲထည့်ဖို့မတင်မနေရတည်တင်တယ်၄ချက်အဲ့လိုမျိုးတွေဒီမှာဆိုရင်ကျွန်တော်တို့ hook အများကြီးထွက်လာကြအဲ့ hook တွေထဲမှာသူကဘာလဲဆိုတော့ scroll ကတခါလေးထည့်ထားပြီးတည်တယ်ဟိုမှာ scroll 9 scroll 10အဲ့လိုမျိုး AI တော့မ coding တက်ရမယ်ဆိုတော့အမှားကြီးပါတော့အဲ့လိုမျိုးနည်းနည်းပွဲစုစီတဲ့ခါတွေလည်းပါတယ်ပေါ့နော် competitors AI သုံးနေချိန်မှာတင် manual လုပ်နေတုံးလားဆိုတော့ဒါမျိုးတွေနော် AI ကိုလိုလည်းသုံးဖို့ hidden workflow တခုရှိတယ်အဲ့တော့သူက best performing host ကိုရွေးပေးတယ်ဒါရှိရယ်ဆိုတော့ဒါဆိုကျွန်တော်တို့စပြီးတော့သုံးလို့ရတယ်နော်အဲ့လိုချင်ဒါတော့သူဟို ChatGPT တို့ဘာလို့နောက်ထပ်ပြီးတော့ဒါ prompt နေကြပါဘောနော်ဆိုတော့ဒါမျိုးတွေတော့ပါတယ် okay အဲ့တော့နောက်တစ်ခုလောက်ကျွန်တော်ထပ်လုပ်ကြည့်ရအောင်ကျွန်တော်တို့ဟာရှိတယ် Facebook AD copy ဒါထည့်ရမှာများတယ်pricing strategy လေးကျွန်တော်တို့လုပ်ကြည့်မယ်နော်တချို့ဒီလိုမျိုးမြန်မာ font တိတ်မပါတဲ့ဟာဆိုရင်တော့သူကရတယ်အသစ်တစ်ခုခေါ်လိုက်မယ်နော်မြန်မာ font မပါတဲ့ဟာဆိုရင်တော့ဒီလိုမျိုးဆိုရင်အဆင်ပြေအဲ့တော့ဥမာ service ကဥမာ AI automation setup for business okay target market ကကျွန်တော်တို့ဗာလဲမြန်မာ small business owners okay cost per delivery ကကျွန်တော်ဘယ်လောက်ကုန်မလဲပေါ့နော်ဘယ်လောက်ကုန်မလဲဆိုတော့ကျွန်တော်ထင်တယ်ပေါ့နော်ဒေါ်လာ300နဲ့500ကြားလောက်တော့ကျွန်တော်တို့ cost အနေနဲ့ကုန်နိုင်တယ်အကုန်လုံးတော့အဲ့လောက်တော့ကုန်ညီမကုန်မှာပေါ့အဓိကကဘာလဲဆိုလို့ရှိရင်ဟိုtools တွေပေါ့နော်ဆိုတော့ဒီတိုင်းအောင်းနောက်နဲ့လုပ်တဲ့ဟာကတော့အဲ့လောက်မကုန်ဘူးလေဒါပေမဲ့ tools တွေကုန်တာပေါ့နော်ကျန်တဲ့ဟာထည့်ကြမလို့တော့
နော်ကျန်တဲ့ထည့်ကြမယ်ဟုတ်တယ်တော့ပို့ကြည့်လိုက်โอเคအဲ့တော့ तू ကတော့တခုရှိရဒီလိုမျိုး pro မျိုးတွေတော့မြန်မာစာမပါဘူးဆိုတော့မြန်မာလိုမထွက်ဘူးဒါပေမဲ့ကျွန်တော်ကစာရေးခိုင်းတဲ့အခါမှာမြန်မာလိုကလိုတာလေကိုယ့်အကိုဖတ်ဖို့ကြာအသိမလို့ဘူးပေါ့နော်အကယ်၍ဒီဟာကိုမြန်မာလိုထွက်နေတယ်ဆိုလို့ရှိရင်ထဲမိအောက်ကတစ်ချောင်းထည့်လိုက်လို့ပေါ့နော်ဟိုစက်မီ Burmese ပေါ့အဲ့လိုမျိုးထည့်လိုက်လို့ရတယ်မြန်မာဆိုလို့ရှိရင်basic နဲ့ TR တွေသတ်မှတ်ပေးထားတယ်နော် bonus die လောက်ပါ tier 2 group ဒါလောက်ပါ tier 3 skill ကျွန်တော်တို့ service အတွက်ကိုဒီမှာ TR တခါလေးသတ်မှတ်ပြီးတော့ price strategy ပါတခါလေးထည့်ထားပြီးအဲ့မှာ price anchoring တို့ပြီးရင် decoy effect တို့ပါအကုန်ပါအောင်သူကထည့်ထားပြီးရယ်เนาะဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကသုံးလို့ရတယ်เนาะအဲ့တော့ဒီထဲမှာ category တွေအများကြီးရှိပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် trading နဲ့ finance buy နေရှိတယ် currency pair တွေကျွန်တော်တို့ဒါဟို trade လုပ်ဖို့အတွက်ပေါ့เนาะနောက်ဒီမှာဆိုလို့ရှိရင် option strategy တွေရောပါတယ်ရောအကုန်လုံးပါတယ် investment portfolio review เนาะ portfolio တစ်ခုကို3လတစ်ချိန် review လုပ်ဖို့ဒါမျိုးတွေပါကျွန်တော်တို့ပါတယ်ပေါ့နော်နောက် productivity နဲ့ automation ဆိုတော့ daily priority stack เนาะ data ကြီးပါတယ် for example ကျွန်တော်တို့ productivity တွေကတစ်ခုခုလောက်ကျွန်တော်တို့ထည့်ကြည့်အောင်SOP AI automation ပြောင်းမယ်เนาะအဲ့တော့ဒါဆိုလို့ရှိရင်ဒီမှာဒါဆိုလို့ရှိရင်ဒီမှာပဲထည့်လိုက်မယ်เนาะအဲ့တော့ဘာသုံးမလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ current manual process ကဥပမာ reporting by human team ပေါ့နော် team ကနေ report လုပ်နေတယ်တစ်လောက်ဘယ်လောက်အချိန်ပေးနေရလဲပေါ့ per week တစ်ပတ်ကိုဆိုတော့ကျွန်တော်တို့ကဥပမာသူတို့အလုပ်တွေပါပေါင်း20 hours per week လောက်ရှိမယ်တော့ဒါ example ပေါ့နော်ဟိုတချို့ဟာကြီးမသိလို့ရှိရင်လည်းအဲ့လိုမျိုးနည်းနည်းခံမှန်းပြီးတော့ထည့်လိုက်လို့ရတယ်တိုးပါတွေသုံးလဲဆိုတော့ဟိုမှာတချို့ဆိုမြန်မာလုပ်ငန်းရှင်တွေ Viber အနေပို့ရလေ Viber chat manual နော် okay အဲ့တော့ဒါကိုကျွန်တော်တို့က automation ပြောင်းမယ်ဆိုလို့ရှိရင်ဘယ်လို tools တွေသုံးရမလဲဆိုတော့ဒီကနေထုတ်ပေးတယ်နော်ဆိုတော့ဒါရှိမယ်နောက်ပြီးရင်ဘာဆိုလို့ရှိရင်process mapping လုပ်တဲ့ဟာရှိမယ်ပြီးတော့လို့ရှိရင် pain point ထုတ်တဲ့ဟာရှိတယ်ဒီမှာတစ်ခါထုတ်ပေးတယ် automation candidate identification တွေလုပ်တယ် tools တွေက NAM AI ChatGPT cloud နော် okay step by step ကဒီမှာ step 1ရှိမယ် step 2ရှိမယ် step 3ရှိမယ် step 4ရှိမယ်step 5ရှိမယ်အဲ့လိုမျိုးထွက်တဲ့အထိပေါ့နော်သူကဟိုမှာလုပ်ပေးရ cost estimation မှာတစ်ခါတွက်ပေးတယ်နောက်ပြီးတော့ရင် expected time save ဘယ်လောက်ရှိမလဲဆိုတော့ကျွန်တော်တွက်ပေးတယ်ဒါမျိုးတွေပေါ့နော်ကျွန်တော်ထည့်ထားတဲ့အတိုင်းအကုန်လုံးတွက်ပေးတာ okay ဆိုတော့ဒါလေးကိုကျွန်တော်ကသုံးလို့ရပြီပေါ့နော်ဆိုတော့ဒီ prompt လေးကိုဘယ်လိုယူရမလဲဆိုလို့ရှိရင်ကျွန်တော်အောက်မှာပေးထားတဲ့ Telegram channel ရှိ Telegram channel မှာကျွန်တော် link ချပေးပါမယ်အဲ့ link ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အမှာဖြည့်စရာရှိရလေးဖြည့်ပြီးသွားလို့ရှိရင် email ကိုသူက auto ဒီ file လေးကိုဒီ file လေးကိုပို့ပေးမှာပေါ့နော် download ဆွဲလို့ရပါတယ်ပြီးရင်ဒီတိုင်းလဲ online မှာပဲ file ပို့ပေးတဲ့အချိန်မှာတခါလေးတန်းသုံးလို့လည်းရ copy paste လုပ်ပြီးတော့လေဆိုတော့ download ဆွဲပြီးတိတ်ထားလို့လည်းရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်လုပ်ထားပေးတာပါပြီးတော့prompt ကကျွန်တော်တို့ဒါဒီကောင်ကဒါကျွန်တော်တို့ final ထွက်ထားတဲ့ version ဖြစ်တယ်နောက်တကယ်ပြီးပေါ့နော်improve ဖြစ်စေရရှိသေးတယ် version 2တွေပါထွက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကထပ်လုပ်ပြီးတော့မှထပ်ပြီးတင်ပေးရမျိုးလည်းလုပ်မယ်တခြား freebies တွေလည်းလုပ်မယ်ပေါ့နော်ဆိုတော့ Telegram ထဲမှာလည်းနေပြီးတော့မှ updates တွေစောင့်လို့ရပါတယ်เนาะဆိုတော့ကြည့်ပြီးကျေးဇူးအများကြီးတင်ပါတယ်เนาะ